ဒီမြေလေးတစ်ခုချားထားအောင်နဲ့တစ်ဖက်တစ်ချက်ကနိုင်ငံတစ်ခုဟာမိုးနဲ့မြေလိုကွာခြားသွားပါတယ်အားလုံးပဲမင်္ဂလာပါပကံ Entertainment Channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ကဘာပေါ်ကနေဆက်မြင်းအချို့ဟာမြေပေါ်ကရွေးမင်းเจ้าနေထက်ကိုပိုးပါတယ်အဲ့ဒီမြင်းတွေဟာကက်လျက်တီရှိနေပေမဲ့လုံးဝချမ်းသာလို့နဲ့ကဘာနှစ်ခုကြားကအကြောင်းနေတဲ့မှာတူနေတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့တစ်ဖက်နဲ့တစ်ဖက်မယုံနိုင်စရာကောင်းလောက်မယ်ကွာခြားလို့နဲ့နေဆက်ဒေတာတွေအကြောင်းကိုပြောပြပေးသွားမှာပါနံပါတ်1တီဟွာနာနဲ့ဆန်ဒီယေဂိုနေဆက်အမေရိကန်နဲ့မက္ကဆီကိုနိုင်ငံကြားကဆန်ဒီယေဂိုနဲ့တီဟွာနာမြို့နယ်ဆက်ဟာအနောက်ကဘာချက်မှာမြို့ပြအင်ကာရဲ့အကွာခြားဆုံးနေရာတစ်ခုပါမီတာနဲ့ငယ်ပဲဝေးပေမဲ့လေဒီမြို့နှစ်ခုဟာတန်ဆူးကျိုးတွေတင်မကပင်နဲ့စီးပွားရေးအခြေခံအဆောက်အအုံနဲ့အခွင့်အလမ်းတွေမှာပါကွာခြားလွန်းလာပါတယ်ဒါအပြင်ဒီနေရာဟာတနေ့ကိုလူပေါင်း3သိန်းကျော်ဖြတ်တန်းသွားလာနေတဲ့ကမ္ဘာအစီကားဆုံးကုန်းလန်းနေဆက်လေးဖြစ်ပါတယ်ဆန်ဒီယေဂိုကနေတောင်ဘက်ကိုဆင်းလာမယ်ဆိုရင်မြန်မာတဲ့တမ်မနီကာယန်တွေစောင့်ကြည့်မျှော်စင်တွေနဲ့လက်နက်ကိုင်နေဆက်လုံခြုံရေးတွေကိုတွေ့ရမှာပါဒါပေမဲ့အဲ့ဒီအထားစီတွေနဲ့ဟိုဘက်မှာတော့တီဝါနာမြို့ရဲ့မီးရောင်စုံတွေလမ်းဘေးစားသောဆိုင်တွေနဲ့ရှုပ်ထွေးလာတဲ့ကားလမ်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဆန်ဒီယေဂိုမြို့ဟာပြန်မြအိမ်တော်စုဝင်ငွေဒေါ်လာ9000ဝန်းကျင်ရှိပြီးအမေရိကန်ရဲ့ချမ်းသာကြွယ်ဝမှုစနစ်ကျတဲ့လမ်းမတွေနဲ့ခိုင်ခန့်တဲ့စီးပွားရေးထင်တွေကိုပြသနေပါတယ်တစ်ဖက်ကတီဝါနာမှာတော့ဖွံ့ဖြိုးမှုမညီမျှတာတွေကိုရင်ဆိုင်နေရပါတယ်ရဲကွက်တော်တော်များများမှာမီးနဲ့ရေအပြည့်အဝမရသလိုတောင်ကုန်းတွေပေါ်မှာဖြစ်သလိုစောက်ထားတဲ့အိမ်လေးတွေကိုလည်းတွေ့ရမှာပါသူတို့ရဲ့ပြန်မြဝင်ငွေကဆန်ဒီယေဂိုရဲ့အနေငယ်များသာရှိပါတယ်ဒါပေမဲ့ဒီမျိုးနှစ်ခုရဲ့ဆက်နွယ်မှုကတော့ငြင်းမရပါဘူးဒီဝါနာကလူတော်ပေါင်းများစွာဟာအလုပ်လုပ်ဖို့ကြောင်းတက်ဖို့နဲ့ဈေးဝယ်ဖို့မြောက်ဘက်ကိုနေတိုင်းလာကြတယ်လို့အမေရိကန်တွေဘက်ကလည်းသက်သာတဲ့ကျဲမိုင်ဝန်ဆောင်မှုနဲ့ပျော်ပွဲရွှင်ပွဲတွေအတွက်တောင်ဘက်ကိုသွားလေရှိကြပါတယ်ငွေကြေးချမ်းသာပြီးတော့အထောက်ထားစုံလင်သူတွေအတွက်လည်းနေဆက်ဖြတ်ကျော်ရတာပုံမှန်ကိစ္စဖြစ်ပေမဲ့ဒုက္ခသည်တွေနဲ့အထောက်ထားမဲ့သူတွေအတွက်ကတော့ဒီနေဆက်ဟာကြီးမားတဲ့တားဆီးတစ်ခုပါကမ်းခြေဘက်မှာဆိုရင်နေဆက်တိုင်းကပင်လယ်ထဲထိထိုးထွက်နေတာကိုတွေ့ရမှာဖြစ်ပြီးမိသားစုတွေဟာတန်တိုင်းတွေကြားကနေတစ်ဖက်နဲ့တစ်ဖက်ငေးကြည့်နေကြရရှာပါတယ်နံပါတ်2မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနေဆက်ကမ္ဘာပေါ်မှာဘယ်နေရာမှာကိုရီးယားစစ်မဲ့ဆောင် DMZ လို့ DMZ လောက်ကွာခြားမှုပြင်းထန်တာမရှိပါဘူးဒါဟာနေဆက်တစ်ခုတက်ပို့ပြီးအခြေအနေရက်တက်နေရတဲ့နေရာတစ်ခုလိုပါပဲဤပညာရမပြီးဆုံးသေးတဲ့စစ်ပွဲတစ်ခုရဲ့အကျွင်းကျန်မှာကီလိုမီတာ150ရှည်လျားတဲ့ဒီဆုံဟာကိုရီးယားကျွန်းဆွယ်ကိုအမာရုပ်ကြီးတစ်ခုလိုနှစ်ပိုင်းပိုင်းထားပါတယ်တစ်ဖက်မှာတော့ခင်မိပြီးတော့ကမ္ဘာနဲ့ရေမောင်တန်းနေတဲ့တောင်ကိုရီးယားနိုင်ငံရှိပါတယ်နေဆက်နဲ့35မိုင်ကွာမှာရှိတဲ့စိုးမြို့ကြီးဟာအရှင်ပြင်းရထားတွေဤပညာသစ်တွေနဲ့ဇီကားနေပါတယ်ဒါပေမဲ့လည်းမြောက်ဘက်ခြမ်းကိုကြည့်လိုက်မယ်ဆိုရင်မြင်ကွင်းကလုံးဝပြောင်းလဲသွားပါတယ်မြောက်ကိုရီးယားဟာလျှို့ဝှက်ချက်တွေနဲ့တိတ်ဆိတ်ငြိမ်သက်နေပြီးကင်းမြုံစင်းတွေဘန်ကာတွေပဲပြည့်ရှိနေပါတယ်ဂျိုဒူတပ်ပုံတွေထဲမှာတော့မှသူတို့ရဲ့မြို့တွေကမှောင်မဲပြီးတော့ခင်းနောက်ကျနေတာကိုတွေ့ရပါတယ်ညဘက်မှာဆိုရင်ဒီကွာခြားချက်ကပိုပြီးတော့သိတာပါတယ်တောင်ကိုရီးယားဘက်မှာမီးရောင်နေထင်းထင်းလေးနေချိန်မှာမြောက်ကိုရီးယားဘက်ကတော့ပြုံယမ်းမြို့ကမီးရောင်မေမေလေးကလွင်တပြင်းလုံးမှောင်တီးကျနေတာပါအာကာသကနေကြည့်မယ်ဆိုရင်ဒီစစ်မဲ့ဆိုမှာကဘာနှစ်ခုကြားကအနက်ရောင်ဟာကွယ်ကြီးတစ်ခုလိုပါဒီနိုင်ငံဟာဘာသာစကားမျိုးနွယ်စုနဲ့သမိုင်းကြောင့်လည်းအတူတူပဲဖြစ်ပေမဲ့လေဒီနေ့မှာဒီမိုကရေစီနဲ့အာဏာရှင်စနစ်ဆိုတဲ့လုံးဝခြားနားတဲ့လောကနှစ်ခုထဲမှာရှင်သန်နေကြရတာဖြစ်ပါတယ်နံပါတ်3မိုရိုကိုနဲ့စပိန်ပိုင်းမီလီလာနေဆက်မြောက်အာဖရိကမှာရှိတဲ့ဒီနေဆက်ဟာကမ္ဘာပေါ်မှာအထူးဆန်းဆုံးနဲ့အန်ဒီရရှိသောနေရာတစ်ခုပါမိုရိုကိုနိုင်ငံနဲ့စပိန်ပိုင်းမီလီလာမြို့ကြားကနေဆက်ပါအာဖရိကမြေပေါ်မှာရှိနေပေမဲ့မီလီလာကိုစပိန်ကအုပ်ချုပ်တာဖြစ်လို့ဥရောပသမဂ္ဂထဲမှာပါဝင်ပြီးတော့နေတိုးအဖွဲ့ရဲ့အကာအကွယ်ကိုလည်းရရှိထားပါတယ်ဥရောပရဲ့အာဖရိကဓာတ်ရိုက်ထိစပ်နေတဲ့ရှာပါနေရာလေးပါဒါပေမဲ့ဒီနှစ်ဖက်ရဲ့ကွာခြားချက်ကတော့တုံ့လုံးစရာကောင်းပါတယ်မီလီလာမြို့ထဲမှာဆိုရင်စပိန်စတိုင်လမ်းမှာတွေစားသောက်ဆိုင်တွေနဲ့ဥရောပသုံးယူရိုငွေကြေးတွေကိုသုံးစွဲပြီးတော့ဥရောပမြို့ငယ်လေးတစ်မြို့လိုလဲပတ်နေတာပါဒါပေမဲ့မြို့စုံကိုရောက်တာနဲ့12ကီလိုမီတာလောက်ရှည်လျားတဲ့သုံးတက်တိုင်းကြီးကိုတွေ့ရမှာပါအဲ့ဒီတိုင်းမှာတန်ဆူးကြိုးတွေမီးမောင်းတွေလှုပ်ရှားမှုအာရုံခံကိရိယာတွေနဲ့အပူလိုင်းသုံးကင်မရာတွေတက်ဆင်ထားပြီးကမ္ဘာလုံခြုံရေးအတင်းကျပ်ဆုံးနေဆက်တစ်ခုပြည့်နဲ့တည်ရှိနေပါတယ်မိုရိုကိုဘက်ချမ်းမှာတော့စင်ရင်မွဲတွေမှုနဲ့စေဘေးထန်တွေကြောင့်ပဲထွက်ပြေးလာကြတဲ့အာဖရိကသားရပေါင်းများစွာတေးထိုးပြီးတော့ဥရောပဘက်ကိုကူးနိုင်ဖို့လမ်းနေကြီးစောင့်နေကြပါတယ်သူတို့ဟာကိုယ်တိုင်လို့လေကားတွေနဲ့တတိုင်းကိုကြော်တက်ဖို့ကြိုးစားကြရင်တချို့ကလွတ်သွားပြီမဲ့တချို့ကတော့ဒဏ်ရာရတာအဖမ်းခံရတာဒါမှမဟုတ်အသက်ဆုံးရှုံးရတာတွေဖြစ်ကြပါတယ်ဒီနေဆက်ဟာအခွင့်အရေးကလောကနဲ့မျောလင်းချက်မဲ့နေတဲ့လောကကြားကခြားနာချက်ကိုအထင်ရှားပြသနေပါတယ်နံပါတ်4အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်ဆက်နိုင်ငံတကာနယ်ဆက်တွေဟာရှုပ်ထွေးတက်ပေမဲ့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကြားကခုရှ်ဘီဟာခရိုင်ကနေဆက်လောက်ကတော့ဘယ်မှမရည်ရပါဘူးဒီနေရာမှာဇေစုနေပေါင်းများစွာကြောင်းနေမီတွင်းကနေမီတွေအလုံးရှုပ်ထွေးခဲ့ပါတယ်စဉ်းစားကြည့်ပါဦးအိန္ဒိယနယ်မြေထဲမှာဘင်္ဂလားဒေ့ရှ်ပိုင်နဲ့မြေကွက်လေးတွေရှိနေတယ်လို့ဒီဘင်္ဂလားဒေ့ရှ်မြေကွက်ထဲမှာအိန္ဒိယပိုင်နဲ့မြေကွက်လေးတွေထက်ရှိနေတာမျိုးပါအစိုးဆုံးကတော့အဲ့ဒီထဲမှာဘင်္ဂလားဒေ့ရှ်ပိုင်နဲ့မြေကွက်လေးကထက်ရှိနေပြန်တာပါပဲစုစုပေါင်းမြေကွက်ပေါင်း198ကွက်လောက်ထိကိုရှိခဲ့ပါတယ်ဒီမြေကွက်လေးထဲမှာနေထိုင်သူ9000လောက်ဟာဘယ်ဆိုရရဲ့အထောက်ပံ့မှမရဘဲနဲ့လေးလူရှုခံကြရပါတယ်ကျောင်းစေယုံလျှက်စီမီနဲ့တန်ရှင်းတဲ့ရေတော်မရရှိဘဲနဲ့တောင်းတင်နေခဲ့ပါတယ်2015ခုနှစ်ရောက်မှသာနိုင်ငံသဘောတူညီချက်အရနေမြေချင်းလေးလေလိုက်လို့ဒီလူတွေကနိုင်ငံသားဖြစ်ခွင့်နဲ့အစိုးရဝန်ဆောင်မှုတွေကိုရရှိခဲ့တာဖြစ်ပါတယ်ဒါမှားယွင်းစွာဆွဲခဲ့တဲ့မြေပုံတွေကြောင့်လူသားတွေဘယ်လောက်ဒုက္ခရောက်ခဲ့ရတယ်လဲပြသနေတဲ့တာတကပါပဲနံပါတ်5နော်ဝေနဲ့ရုရှားနယ်စပ်အာတိဆဝမ်ရဲ့အထက်ပိုင်းမှာရှိတဲ့ဒီနယ်စပ်မှာတော့ဒီမိုကရေစီနဲ့အာဏာရှင်စနစ်ဟာမြေတစ်ဖက်ခြားပြီးတော့ရှင်တွဲနေကြပါတယ်
နော်ဝေဘက်ချန်ကကာကင်းနက်စ်မြို့လေးဟာအေဂျင်မီအစင်းမြင့်တက်စလာကားတွေအခမဲ့ Wi-Fi နေနဲ့တာယာနေပေမဲ့လေရုရှားဘက်ကဘော်ရီကလတ်ရွာလေးမှာတော့ကွန်ကရစ်တိုက်တန်းအဟောင်းတွေနဲ့စောင့်ကြည့်ရေးဂိတ်တွေပဲရှိပါတယ်ဒီနေရာမှာထူးခြားတာကနေဆက်တတိုင်းကြီးတွေတန်ဆူးကျိုးတွေမရှိတာပါပဲအဝါရောင်တိုင်လေးတွေနဲ့ရေခဲနေတဲ့မြစ်ပြင်လေးပဲရှိပါတယ်ကြည်ရတာအေဂျင့်လှပနေပေမဲ့ယူကရိန်းစစ်ပွဲစတင်ပြီးတဲ့နောက်ပိုင်းမှာတော့ဒီနေဆက်ဟာတိတ်ဆိတ်ချောက်ကပ်သွားပြီးတော့မပြောပြနိုင်တဲ့တင်းမာမှုတွေရှိနေပါတယ်နံပါတ်6ဂျီဘရာတာနဲ့စပိန်နယ်ဆက်ဒီနေဆက်ကတော့တကယ်ကိုထူးထူးဆန်းဆန်းပါပဲ1.2ကီလိုမီတာပဲရှိတယ်ဒီနေဆက်မြေဟာလေရင်ကွင်းပြေးလမ်းကိုဖြတ်ပြီးတော့ဆွဲထားတာပါလေရင်တက်မယ်ဒါမှမဟုတ်ဆင်းမယ်ဆိုရင်ရထားတန်လန်ဂိတ်ချတယ်လို့မျိုးလမ်းကိုပိတ်ပင်ထားရပါတယ်စပိန်နိုင်ငံထဲကနေနေဆက်ကိုကျော်လိုက်တာနဲ့လန်ဒန်မြို့ကိုရောက်သွားတယ်လို့ခန်းစားရမှာပါဖုန်းရုံးနေလေးတွေငားကြော်ဆိုင်တွေနဲ့နှစ်ထပ်ဘတ်ကားတွေကိုတွေ့ရမှာပါဂျီဘရာတာဟာပြည်တင်ပိုင်းနေမြေဖြစ်လို့သူတို့ကဗြိတိရှလူမျိုးဖြစ်ပေခံယူကြပါတယ်စပိန်ကပြန်လို့နေခြင်းပေမဲ့လည်းဒီနေ့ထိတော့ဗြိတိန်ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေသေးပါပဲနံပါတ်9ဘရာဇီးနဲ့ပြင်သစ်ဂီယာနာနယ်ဆက်တောင်အမေရိကဒေါနယ်တင်မှာဘရာဇီးနဲ့ပြင်သစ်နိုင်ငံတို့ထိစပ်နေတဲ့ဆိုတာယုံနိုင်စရာမရှိအောင်ပါပဲပြင်သစ်ဂီယာနာဟာပြင်သစ်ရဲ့ပင်လယ်ရက်ချားနယ်မြေဖြစ်လို့ဥရောပသမဂ္ဂရဲ့အစိပ်ပိုင်းဖြစ်နေပါတယ်ဒါကြောင့်ဒီနေရာမှာဘရာဇီးနိုင်ငံသားတွေကလေရင်စီးစရာမလိုပဲတော်လိုင်းတန်းကားမောင်းပြီးတော့ဥရောပသမဂ္ဂတွေကိုဓာတ်ရိုက်ဝင်ရောက်သွားလို့ရပါတယ်ဘရာဇီးဘက်မှာလမ်းတွေကျမ်းပြီးဖွံ့ဖြိုးမှုအားနည်းနေချိန်မှာမြေတစ်ဖက်ကူးလိုက်တာနဲ့ဥရောပစံတော်တိုင်းခင်မိတဲ့လမ်းတွေကျောင်းတွေနဲ့ယူရိုငွေကြေးသုံးစွဲမှုတွေကိုတွေ့ရမှာပါဒါဟာတောနယ်ကြီးထဲမှာဥရောပနဲ့လက်တင်အမေရိကတို့စုံတွေ့နေတဲ့ထူးခြားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်နံပါတ်10အာရပ်စော်ဘွားများပြည်ထောင်စုနဲ့အိုမန်နယ်ဆက်အာရပ်ကျွန်းဆွယ်မှာရှိတဲ့ UAE နဲ့အိုမန်နိုင်ငံကြားကနယ်ဆက်အထူးသဖြင့်တော့ LA နဲ့ဘူရိုင်မီမြို့ကြားကနယ်ဆက်ကတကယ်ကိုထူးခြားလာပါတယ်သူကမြင်းမြောက်တိုင်းရှိနေတာမဟုတ်ပဲမြို့နှစ်ခုကတက်ဆက်ထဲလို့ဖြစ်နေတာပါအစာပိုင်းမှာတော့လမ်းတွေအဆောင်တွေကရောနေလို့မြို့တစ်မြို့တည်းလို့တော့မှထင်ရပါတယ်ဒါပေမဲ့နိုင်ငံရေးရတော့လုံးဝကိုကွာခြားပါတယ် UAE ဘက်က LA မြို့ဟာခိမိတဲ့လမ်းမကြီးတွေတန်ရှင်းတဲ့အများပြည်သူနားနေဆောင်တွေနဲ့ဇင်ကန်အိမ်ယာတွေပြည့်နေတဲ့စနစ်ကြလုံးတဲ့မြို့ကြီးပါဒါပေမဲ့မီတာနှင်းငယ်ပဲဝေးတဲ့အိုမန်ဘက်ကဘူရိုင်မီမြို့ကိုကြည့်လိုက်မယ်ဆိုရင်ပို့ပြီးတော့တိတ်ဆိတ်ပြီးရွှေရှင်တဲ့အိမ်လူတွေဒေသဈေးလေးတွေနဲ့မတူညီတဲ့အငွေ့သက်ကိုခံစားရမှာပါအရင်ကတော့ဒီမြို့နှစ်ခုကြားမှာလွတ်လွတ်လပ်လပ်သွားလာလို့ရခဲ့ပေမဲ့2006ခုနှစ်ကစပြီး UAE ဘက်ကလုံခြုံရေးတွေတိုးမြှင့်လိုက်ပါတယ်အခုဆိုရင်တော့လမ်းမတစ်ဖက်ကူးယုံနေတဲ့လမ်းဘေးမီတန်ဒီဇိုင်းကစလမ်းကျဲအဝန်းဆုံးပြောင်းလဲသွားတာကိုမြင်နိုင်ပါတယ်ရန်ညိုးရန်စားကြမှာဟုတ်ပေနဲ့နိုင်ငံတစ်ခုရဲ့မတူညီတဲ့ဖွံ့ဖြိုးမှုပုံစံတစ်မျိုးကိုလမ်းတစ်ဖက်ချပြီးမြင်တွေ့နေရတာဖြစ်ပါတယ်နံပါတ်9တရုတ်နဲ့ဟောင်ကောင်နယ်စပ်နိုင်ငံရေးစနစ်မတူညီမှုတွေကိုအထင်ရှားဆုံးပြသနေတာကဟောင်ကောင်နဲ့တရုတ်ပြည်မကြီးကြားကနေဆက်ပါပဲတစ်ဖက်မှာတော့ဗြိတိရှကိုလိုနီဟောင်းဖြစ်ခဲ့ပြီးလွတ်လပ်တဲ့အင်တာနက်နဲ့တရားစီရင်ရေးရှိတဲ့ဟောင်ကောင်ရှိပြီးတော့နောက်တစ်ဖက်မှာတင်းကျပ်တဲ့ထိန်းချုပ်မှုတွေရှိတဲ့တရုတ်ပြည်မကြီးရှိပါတယ်1998ခုနှစ်ကတည်းကနေနိုင်ငံရေးပေါင်းစည်းခဲ့ပေမဲ့သူတို့နိုင်ငံကြားကနေဆက်ဟာကမ္ဘာနှစ်ခုကိုပိုင်းခြားထားသလိုပဲဟောင်ကောင်ဘက်မှာမန်စီရွှေကြောင်မုံမြော်တိုက်ကြီးတွေနဲ့အင်္ဂလိပ်စာတန်းတွေပါတဲ့လမ်းညွှန်ချက်တွေကိုတွေ့ရမှာဖြစ်ပြီးရှန်ကျန်းဘက်မှာတော့တရုတ်နိုင်ငံရဲ့အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမြင်တွေ့ရမှာပါအရင်ကတော့နိုင်ငံတစ်ခုစနစ်တစ်ခုမူဝါဒအရဟောင်ကောင်ဟာသူ့ဘာသာသူလွတ်လပ်စွာရည်တည်ခွင့်ရခဲ့ပေမဲ့2020ခုနှစ်အမျိုးသားလုံခြုံရေးဥပဒေထွက်လာပြီးတဲ့နောက်မှာဒီကွာခြားချက်တွေဖြည်းဖြည်းပျောက်ကွယ်လာနေပါတယ်အခုဆိုရင်တော့စနစ်နှစ်ခုကြားကမြင်းကြောင်ဟာရောထွေးလာပြီးဟောင်ကောင်ဟာလည်းအရင်လိုလွတ်လပ်မှုမရှိတော့ပါဘူးနံပါတ်10နယ်သာလန်နဲ့ဘယ်ဂျီယံနယ်စပ်ဒါကတော့ကမ္ဘာပေါ်မှာခေါင်းစားဆုံးနယ်စပ်ပါပဲနယ်စပ်မြင်းတွေကလူသွားလမ်းတွေကော်ဖီဆိုင်တွေအိမ်တွေနဲ့အဲခန်းတွေထိဖြတ်သွားတာပါအဲခန်းတွေထိဖြတ်သွားတာပါနယ်သာလန်ရဲ့ဘော်နာဆောနဲ့ဘယ်ဂျီယံရဲ့ဘောဟာကတော့မြို့တွေမှာနယ်စပ်ဆိုတာချင်းစီရိုးမဟုတ်ဘဲနဲ့လမ်းပေါ်မှာဆွဲထားတဲ့အဖြူအောင်ကြက်ချီကက်လေးတွေပဲဖြစ်ပါတယ်ဒီလိုဖြစ်ခဲ့ရာကအလေခိကမြေပိုင်ရှင်တွေမြေကွက်တွေလဲလှယ်ခဲ့ရကနေစတာပါအခုဆိုရင်တော့နယ်သာလန်နိုင်ငံထဲမှာဘယ်ဂျီယံပိုင်းနဲ့မြေကွက်ငယ်လေး22ကွက်ရှိပြီးအဲ့ဒီဘယ်ဂျီယံမြေကွက်ထဲမှာနယ်သာလန်ပိုင်းနဲ့မြေကွက်လေးတွေထက်ရှိနေပြန်တာပါဒါကြောင့်မဲအိမ်တိန်ထဲမှာနေအေခန်းကနယ်သာလန်ဖြစ်ပြီးမိဖို့ကြောင့်ကဘယ်ဂျီယံဖြစ်နေတာမျိုးတွေရှိတတ်ပါတယ်ဒီလိုနယ်စပ်မြင်းလေးတွေကဆိုင်တွေရဲ့ဖွင့်ချိန်ပိတ်ချိန်နဲ့အခွန်ကိစ္စတွေအပေါ်မှာပါတက်ရောက်မှုရှိပါတယ်ဘယ်ဂျီယံဘက်ချန်ကဆိုင်တွေကတင်းနှင်းဝင်နေမှာဆိုင်ဖွင့်လို့ရတယ်လို့မီရှူမီပန်းတွေလည်းရောင်းလို့ရပြီမယ်နယ်သာလန်ဘက်ကအိန္ဒိနာကျင်းနေမှာတော့အဲ့ဒီလိုလုပ်ခွင့်မရှိပါဘူးတခါကဆိုရင်ဇနီးမောင်နဲ့တစုံကသူတို့အိမ်ရဲ့အေခန်းထဲမှာနယ်သာလန်ဥပဒေနဲ့ကြီးလက်ထက်ခဲ့ကြပြီးမီတာနဲ့ငယ်နဲ့ပဲဝေးတဲ့ဘယ်ဂျီယံဘက်ချန်ရောက်သွားကမှမင်္ဂလာဧခံပွဲကိုကျင်းပခဲ့ကြရပါတယ်ဘယ်လောက်ပဲတူးဆနေပါစေဒီမျိုးနှစ်ခုကအမိုက်သိမ်းတာမီးနဲ့ရေပေးဝေတဲ့ကအစားအရေးပေါ်ဝန်ဆောင်မှုတွေဆုံးအဘေးယူမြတ်မြတ်တက်နဲ့အစဉ်ပြေအောင်ပူပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်ဒါဘယ်လောက်ပဲရှုပ်ထွေးတဲ့နေဆက်ဖြစ်ပါစေဒီကံစိမ့်နဲ့လားလည်မှုရှိရင်အတူရှင်တွဲနေထိုင်လို့ရတယ်ဆိုတာပြသနေတဲ့သက်သေတစ်ခုပါပဲတရုတ်နဲ့မြောက်ကိုရီးယားနယ်စပ်ယာလူမြစ်ပေါ်မှာရှိတဲ့တရုတ်နိုင်ငံရဲ့တန်တုံးမြို့နဲ့မြောက်ကိုရီးယားရဲ့စီနူအီကျူးမြို့ကြားကနေဆက်ဟာမြေပုံပေါ်မှာတော့မြေကလေးတစ်စင်းပဲချတာပါဒါပေမဲ့လည်းတကယ်မြေပြင်မှာတော့ဒီမြစ်ဟာရာစုနှစ်တစ်ခုစာလောက်ကွာခြားနေတဲ့လောကနှစ်ခုကိုပိုင်းခြားထားပါတယ်တန်တုံးမြစ်ဟာလူကြီးနှစ်တန်းခွဲရှိပြီးနေယုံမီးရောင်တွေကာရာအိုကေဆိုင်တွေနဲ့မုံမြောက်တိုက်တွေကြားမှာအရန်ကိုစီးကားလာပါတယ်ကဘာလဲခီးသေးတွေကလည်းကင်ဂျုံအန်ရဲ့ရုပ်ပုံတွေနဲ့တက်ပုံရိုက်ပြီးပျော်ရွှင်နေကြတာပါဒါပေမဲ့လည်းမြေရဲ့ဟိုဘက်ကျန်မီတာ300ကွာကစီနူအီကျူးမြို့ကမောင်တီးကြနေပါတယ်အရင်ကကိုသွေးကေးဖြစ်ခဲ့ပေမဲ့အခုတော့စီးအိုနေတဲ့အိမ်ယာတွေစွန့်ပစ်ထားတဲ့စိတ်ကမ်းတွေနဲ့ကင်းမြော်စင်တွေပဲရှိပါတော့တယ်
လျှက်စီမီကိုကန့်သက်ထားသလိုတွာလာမှုကိုလည်းတင်းကျပ်စွာစောင့်ကြည့်နေကြတာပါဒီမျိုးနှစ်ခုကို1943ခုနှစ်ကစောက်ခဲ့တဲ့တရုတ်ကိုရီးယားချစ်ကြည်တရားတစ်စင်းတည်းကပဲဆက်သွယ်ထားပါတယ်တရုတ်ဘက်ကနေကုန်ကားတွေနေတိုင်းသွားနေပေမဲ့နိုင်ငံသားတွေကတော့တန်တမန်ကိစ္စကလွှဲရင်ဖြတ်ခွင့်မရသလောက်ပါပဲ2011ခုနှစ်ကတရားအသစ်တစ်စင်းတိစောက်ခဲ့ပေမဲ့ကိုရီးယားဘက်ခြမ်းမှာတော့လမ်းမရှိတဲ့လေကွင်းထဲမှာလမ်းစုံနေလို့ဘယ်မှမရောက်တဲ့တရားလူတော်မှခေါ်ကြပါတယ်ညဘက်ဆိုရင်တန်တုံးမြို့ဘက်မှာမီးရောင်စုံတွေထိန်လင်းနေခြင်းမှာကိုရီးယားဘက်ကတော့အစိုးရရုံးခန်းကမီးရောင်မေလေးကလွှဲရင်အမောင်တူတဲ့ပြောက်ကွယ်နေတာကရုပ်ရှင်ဆန်ဆန်ကိုကွာခြားလာပါတယ်နံပါတ်7နဲ့အမေရိကန်နဲ့ကနေဒါနယ်စပ်စာကြည့်တဲ့ထဲမှာစာအုပ်ဖတ်နေရင်အဝင်ပေါက်ကအမေရိကန်ဖြစ်ပြီးစာအုပ်စီတွေကကနေဒါမှာဖြစ်နေတာမျိုးစဉ်းစားကြည့်ဘူးပါလားဒါမှမဟုတ်စင်ဘောကမင်းသားတွေကကနေဒါမြို့ပေါ်မှာကားပြနေခြင်းမှာပရိသတ်တွေကအမေရိကန်မြို့ပေါ်ကနေလက်ခုပ်တီးနေတယ်ဆိုတာမျိုးပါဒါကအမေရိကန်နဲ့ဒါဘီလိုင်းမြို့နဲ့ကနေဒါနဲ့စတန်စတက်မြို့တွေမှာတကယ်ရှိနေတဲ့အခြေအနေပါဒီရွာလင်းတွေဟာတမိုင်းကြောင်းရတသားလေးဖြစ်နေခဲ့ပေမဲ့ကမ္ဘာအရှိဆုံးကာကွယ်ဆောင်ရှောက်မှုမရှိတဲ့နယ်စပ်မြင်းက၎င်းတို့ကိုပိုင်းခြားထားပါတယ်ဒီတူးကြတဲ့အနေထားရဲ့အလဲပေါ်ဟိုမှာ1904ခုနှစ်ကတည်ဆောက်ခဲ့တဲ့Haskell အခမဲ့စာကြည့်တဲ့နဲ့ Opera ဇာတ်ရုံရှိနေပါတယ်။ American နဲ့ Canada လူမျိုးတွေကြားစီးလုံးညီညွတ်မှုကိုမြင့်တင်ဖို့ရည်ရွယ်ချက်နဲ့တည်ဆောက်ခဲ့တာပါ။ဒီဆောင်ကိုနိုင်ငံတကာနယ်စပ်မြင်းကိုခွာပြီးရည်ရွယ်ချက်ရှိနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ဒီကျမ်းမြေပေါ်ကအနက်ရောင်မြင်းချောင်းတစ်ခုကနိုင်ငံတစ်ခုပေါ်မှာဆုံးပြီးနောက်တစ်ခုပေါ်မှာစသလေမှတ်သားပေးထားဆဲဖြစ်ပါတယ်။နိုင်ငံတစ်ခုနဲ့တစ်ခုကြားကဒီလိုထူးခြားတဲ့ကွာခြားချက်တွေအကြောင်းကိုပို့ပြီးတော့သိချင်နေဆိုရင်ဒါမှမဟုတ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုကြည့်ရှုချင်နေဆိုရင်တော့ channel လေးကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့။